mochi spaghetti pattu le ba လိုက်ကြည့်ကြအောင်နော်ဒီမှာလေပီဇာရောအစုံရတယ်ပြီးတော့သူ့ဆိုင်ရာမီနူးလေးတွေလေကိုစားကြည့်လိုက်သမျှအားလုံးကရန်စားကောင်းနေတယ်ဆိုင်ရခင်ချင်းပြင်ဆင်လေးရလေဘောတက်တက်ရလေးနဲ့စားကြည့်ကြတယ်ကွာအဓိကဒီဆိုင်ရဲ့အားတက်ကြီးတစ်ခုပြောရမယ်ဆိုရင်ဝန်ထမ်းလေးတွေအားလုံးကချောကြရတယ်သိလားအားလုံးကချောချောလေးတွေပဲစားစားလေးကလည်းကောင်းဝန်ထမ်းလေးရလည်းချောဆိုတာနောက်တစ်ခေါက်ပြန်သွားဖို့ဆွဲဆောင်တယ်ပေါ့နော်ဒါကတော့ဆ iam မကြီးကမီနူးကိုကြည့်ရယ်ဘာမှရမလဲဆိုဒီတစ်ခေါက်ကတော့အချင်းဆက်လေးပါတယ်လေခန်းချင်သီးနဲ့စပါဂက်တီလေးမှာထားတယ်အဲ့ဒါဒီဆန်စားကြည့်မယ်ပေါ့အဲ့ပြီးတော့ cheese မှာထားရောက်ပြီနော်သူကဆက်လို့ရကောင်းနေသူကဒီမှာချင်းဆက်လေးသူကဆက်လေးတွေလည်းပါတယ်ခန်းချင်သီးဆော့လေးလေးပင်လယ်စားတယ်ဝိုးဒါမှဝိုးဖြစ်ပြီမအောင်မ cheese တွေကိုလုံးဝ cheese အများကြီးနဲ့လေးမှာသူတို့ကလိတ်တယ်သူတို့ရဲ့အဲ့လိုလုတ်ပေးတဲ့ဝန်ဆောင်မှုလေးဒီဇိုင်းလေးကလည်းရမ်းမိုက်တယ်တဲ့မြင်တဲ့စားကျင်နေပြီကွာကိုကတိတာရမ်းစားကျင်နေတယ်သူတို့ရဲ့ခုတ်ဆွဲသားရဲ့လူရဲ့မှုကလည်းဒီခါမှမြင်စားဘူးလေစားကျင်နေပြီမြန်လုတ်ပါတော့စားကြပါဦးခင်ဗျာ我也去东尼的ပြီးသွားရင် espresso လေးနဲ့ချိုတဲမယ်ပြီးကြရင်အလူကျော်လေးနဲ့ espresso လေးနဲ့ share good ကနေရအားလုံးပဲစားကြပါဦးကြည့်ရှုပေးတဲ့အတွက်စုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်အားလုံးပဲချစ်တယ် bye bye